မိုးချပတ်စာတင်တဲ့ကျောင်းမှာအတန်းတစ်တွေဖွင့်ပြီဆိုဟုတ်ပါတယ်မိုးပြေရဲ့မိုးချပတ်စာတင်တဲ့ကျောင်းမှာဆိုလို့ရှိရင်2026ခုနှစ်လပိုင်း JLPTME အတန်းလေးတွေကိုဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်အတန်းလေးတွေက Basics and 5ကနေပြီးတော့ Advanced and 2 and 1အထိပဲဖြစ်ပါတယ်မိုးချပတ်စာတင်တဲ့ကျောင်းရဲ့ထူးခြားချက်ကအတန်းပြောင်းသွားလဲပဲဆရာမပြောင်းအမုံပြောင်းခြင်းမရှိဘဲနဲ့မိုးပြေတစ်ယောက်တည်း and 5ကနေပြီးတော့ and 2 and 1ရောက်တဲ့အဖြစ်တင်ကြားပို့ချပေးတော့မှာဖြစ်ပါတယ်ရှင်မိုးချပတ်စာတင်တဲ့ကျောင်းမှာတက်ရောက်အောင်မြင်ထားတဲ့ကျောင်းသားတွေရောဘယ်နှယောက်ရှိပြီလဲတင်ပေးထားတဲ့ကျောင်းသားတွေကအခုလက်ရှိမှာဆိုလို့ရှိရင်တော့ N3 အမှတ်ပြည့်အပြင်ပေါ့နော် N5 ကနေ N2 အထိဒီ JLPT ကိုအမှတ်ကောင်းကောင်းအောင်မြင်မြင်နဲ့ဖြည့်ဆို့ထားတဲ့ကျောင်းသားပေါင်းတွေထောင်ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ဒီနေ့ကဂျပန်စာသင်ကြားရေးတစ်ခုရလားဟုတ်ပါတယ်ဂျပန်စာသင်ကြားရေးပဲမဟုတ်ပါဘူးမပြေတို့စီမှာကဂျပန်နိုင်ငံကိုကျောင်းlanguage school ပေါ့နော်ကျောင်းလို့ပြောလို့ရှိမှအဓိကတော့ language school ပေါ့နော် college ထားရလားဒါမှမဟုတ် language school လားပေါ့နော်အဲ့တော့တက်ရောက်ချင်တဲ့သူတွေအလုပ်ဆိုင်နဲ့ပတ်သက်ပြီးတော့လည်းမပြေတို့ကဆောင်ရွက်ပေးပါတယ်အဲ့တော့ဂျပန်စာသင်ကြားရေးအပြင်ဂျပန်နိုင်ငံကိုကျောင်းသို့မဟုတ်အလုပ်ကိုင်နေသွားလို့ပါသလားမပြေတို့ရဲ့မိုးဂျပန်စာသင်တဲ့ကျောင်းကိုလှမ်းလာခဲ့ပါရှင်